အားလုံးပဲမင်္ဂလာပါရှင်။ကျမဧဘရာပါ။စာရေးဆရာမခိုင်ဆုံးလေးရေးသားထားတဲ့လက်ရိုးပိုင်ရေးသောစာများဝတ္ထုတိုအတွဲနှစ်စာအုပ်ထဲကညဦးကျဲဆိုတဲ့ဝတ္ထုကိုဖတ်ပြပေးချင်လို့ပါ။သူသည်ဝလုံးပိုင်းကိုတီးတည်တတ်အောင်လွှဖြင့်လှီးချလိုက်သည်။အစွန်းထွက်သွားသောဝါအပိုင်းကိုအနာရှိအမိုက်ချင်းနဲ့ပြစ်လိုက်ပြီးသူလိုသောဝါအပိုင်းကိုကင်ကြည့်လိုက်သည်ဝလုံးသည်အတန်ငယ်ကွေးညွတ်နေ၏သို့သောအနာအစာမရှိချောမွတ်နေ၏သူလိုချင်သောအနေအထားပင်ဖြစ်သည်ချောမွတ်နေသည်ကိုသူကပုံမချောမွတ်အောင်ဓာပပလေးဖြင့်ထက်ချောအောင်မည်ရေဘတ်ဝိတ်ဖြစ်တိုက်ပြီးပေါ်လစ်တင်လိုက်လျင်ဝလုံးပိုင်းသည်တက်ရက်သောအလှဆင်ပစ္စည်းတစ်ခုဖြစ်လာတော့မည်ဘာမှထပ်မံပြုပြင်စရာမလိုတော့သူသည်အဆုံးသတ်ပြီးသောဝလုံးများကိုရေတွက်လိုက်သည်လက်ထဲရှိဝလုံးအပါအဝင်စုစုပေါင်း9လုံးအရွယ်တော်အနေတော်ကြီးဖြစ်သည်ထိုဝလုံးများကိုထည့်ဖို့အပြည့်အနာစာမှဲ့နိုင်သမျှမှဲ့အောင်ရွေးဝယ်ထားသောစင်အိုးလှလှလေးတစ်လုံးကအစင်သင်းရှိသည်စင်အိုးထဲတွင်သဲအနေတော်ထည့်ထားပြီးဝလုံးပိုင်းများကိုစိုက်ပြီးတေချာရွေးပြီးတန်းစင်စီကြောထားသောကြောက်စရစ်များကိုအပေါ်ကထပ်ဖြည့်လိုက်မည်ဖြစ်သည်ထိုစင်အိုး၏အခန်းထောင်နေရာတွင်ထားရမည်သူ၏အခန်းထဲတွင်ဝါနှင့်တစ်နှင့်အလှဆင်ထားသောအဖွဲနှင့်များစွာရှိလေသည်တချို့ကိုအကျန်းထက်ပုံစံပြုလုပ်ထားပြီးတချို့ကိုတော့ချောမွအောင်ပြုလုပ်ထားသည်အကျန်းတွေကိုလည်းအကျန်းတယ်လျောက်အချောတွေကိုလည်းချောတယ်လျောက်သူကတော့စနစ်တကျတည်တတ်အောင်ပြုလုပ်သည်ပင်အရာရာသည်သူ့အတွက်အရေးကြီးသည်မိသည့်အသေးအမွှားလေးတစ်ခုမှသူကပြစ်စလက်ခတ်မလုပ်တတ်ချေသို့တော်လည်းတစ်ခါတော့အသေးစိတ်လုပ်နေရသည်တို့ကိုငီးငွေ့မိသည်ဒီတစ်ခါအလုပ်ပြီးလျင်တပတ်လောက်ဘာမှမလုပ်ပဲအနားယူအောင်မည်ဟုသူစိတ်ကူးထားလေသည်သူသည်အပီးသက်အနေနှင့်စင်အိုး၏အနားရစ်ကိုလိမ်မော်ရောင်သင်္ဘောဆေးဖြင့်တုပ်လိုက်သည်ထို့နောက်ညိုနက်နေသောလိမ်မော်ရောင်အနားသက်နှင့်စင်အိုးသည်ဝလုံးပိုင်းလိန်ကောက်ကောက်ထိုးထိုးထောင်ထောင်များနှင့်တင့်တယ်လွန်းသည်ပနံရလွန်းသည်ဟုသူမှတ်ချက်ချကာကျေနပ်သွားသည်သူသည်ထိုစင်အိုးကို၎င်းသူအချိန်ယူလှီးဖြတ်ပွတ်တိုက်ပြောင်းလဲစေခဲ့သောဝလုံးပိုင်းများကို၎င်းအချိန်တော်ကြာတစ်ပတ်လောက်တသလုံနေပြီးတဲ့နောက်မှာရှိနေသည်ကိုမသိတော့သည်အောင်လစ်လူရှုပြန်အောင်တော်မူသို့သောတဦးတယောက်ကလာရောက်ဖျက်ဆီးခြင်းပုတ်တက်ကင်တွယ်ခြင်းတောင်းရမ်းခြင်းစသည်ရှိလာလျင်တော့တဖန်ပြန်ပြီးဂယူတစိုက်တွေ့မဲ့ပြန်အောင်မည်ဝေဖန်သူဖျက်လို့ဖျက်ဆီးလို့သူဝယ်ယူသူရှိလာကလည်းနာကျင်မဆုံးဖြစ်အောင်မည်သူသည်ဝလုံးပိုင်းတစ်ပိုင်း၏ထိန်နာကိုလက်ဖြင့်ညှင်သာစွာပုတ်တက်ပြီးစလိတ်မီးညှိလိုက်သည်သူရှိုက်ထုတ်လိုက်သောစလိတ်မီးခိုးများသည်အခန်းထဲပြန့်နှံ့ပြီးဝလုံးပိုင်းများကြားအခြားသောသူပစ္စည်းများကြားတွင်ဝေဝဲလွေမျောသွားလေတော့သည်သူ့ဘဝကရိုးစင်းခဲ့ဘူးသည်စီကံတင်းကျပ်သောမိခင်နှင့်ဖခင်ချစ်ခင်ယူရသောအဖွာသူ့ကိုချစ်ပြီးသူကလည်းအလိုလိုက်သောညီမနှစ်ယောက်မောင်တစ်ယောက်နှင့်အခြားဘာမှလိုလေသေးမရှိသည့်အောင်ပြည့်စုံခဲ့ဘူးသည်သူ့မိသားစုကိုသူချစ်လွန်းသည်သို့သောသူချစ်လွန်းသောမိသားစုသည်သူ့အပေါ်သစ္စာဖောက်ခဲ့သည်ထို့သို့သူပြောတတ်သည်အမှန်ကသစ္စာဖောက်သည်ဆိုခြင်းထက်သူကမိသားစုကိုမနှစ်မြို့ဖြစ်လာခြင်းသာဖြစ်ကြောင်းလည်းသူသိနေပြန်သည်ထားလိုက်တော့သူကတော့သူ့မိသားစုကသူ့ဘောနာကျင်အောင်လုပ်၍သူစွန့်ခွာခဲ့သည်ဟုယုံကြည်နေရခြင်းကိုပိုနှစ်လိုသည်သူသည်ဝါများကိုစိတ်ကူးပေါက်သလိုခွဲစိတ်အချောတက်လှဆင်ရက်လုတ်ခြင်းတစ်သားများကိုပပူးထုကနုတ်ဖောက်ခြင်းတို့တွင်စိတ်နှစ်ထားကဘသူနဲ့မှအဆက်အသွယ်မလုပ်ဘဲလက်ရှိနေသောအခန်းတွင်ပင်အချိန်ကုန်ခဲ့လေသည်သူဖန်တီးထားသည့်များကိုတတ်နိုင်သလောက်မရောသို့တော်လည်းကုန်ချမ်းဝယ်ရန်နဲ့သူ့တဝမ်းတစ်ခါအတွက်အသုံးလိုကမရောချင်ရောင်းချပြီးညည်ကြမတတ်ကြေကွဲနေတတ်သည်
ပစ္စည်းတစ်ခုခုရောင်းလိုက်ပြီးပါက3-4 ရက်မြဘာမှမလုပ်ချင်တော့မေမေရမစားတော့ပဲစလိတ်ကိုဖော်ပြူကတငူငူတငန်ငန်ဖြစ်နေတတ်သည်ဝယ်ယူသွားသောပစ္စည်းလေးရှိစဉ်ကလှည့်၍ပင်မကြည့်တော့လဲမရှိသောအခါလစ်ဟာနေသောနေရာလက်ကလေးကိုမျက်စိရောက်ကဝမ်းနည်းနေလေသည်သူထုလုပ်ဖန်တီးရောင်းချလိုက်သောပစ္စည်းများကိုသူမြဲအမှတ်ရနေတတ်သည်ရံဖန်ရံခါပစ္စည်းရှိသောနေရာကိုသိပါကစိတ်ပြေလက်ပြောက်သွားကြည့်တတ်သည်ထို့သို့ကြည့်တိုင်းစိတ်ပြေလက်ပြောက်မဖြစ်ပဲဝေဒနာထပ်တိုးလာတတ်ပြန်သည်သူသည်သူပစ္စည်းများကိုကြောင်းနေပဲတငယ်ချင်းများထက်တော်၎င်းသူငယ်စဉ်ကရင်းနှီးခဲ့ဘူးသောအိမ်နီးချင်းများဆွေမျိုးသားချင်းများထက်တော်၎င်းပိုတွေ့ကြ၏သူ၏မိသားစုကိုတော့ထို့သို့နှိုင်းရများအတွက်ဆိုသူထည့်ပြောခြင်းမပြုခဲ့သည်မှာကြာခဲ့ပြီသူသည်တစ်ချက်မဲလိုက်သည်တိတိတသာမဲလိုက်ခြင်းဖြစ်သည်သူမျက်လုံးများတွင်အမျိုးမြည်ဖော်ရန်ခက်ခဲတော့လဲကောင်းခြင်းဟုမိတို့များဆိုမရသောအရေးအငွေ့တစ်ခုသည်ဖြတ်ခနဲ့ပေါ်လာပြီးရုပ်ချီးပြောက်သွားတတ်သည်ထို့နောက်သူမျက်လုံးများသည်ဆွေးမြေ့ရိပ်ဖြင့်မှိုင်းညို့လာလေသည်သူသည်သူရောင်းချလိုက်သောပစ္စည်းများကိုတစ်ခုပြီးတစ်ခုရေတွက်သည်သို့သောထိုပစ္စည်းများအမှတ်ရအောင်မနည်းကြိုးစားနေရသည်သူအလွန်မှနှစ်သက်သောဝါးများကိုစက်ဘိန်းစပုတ်တံလောက်ဖြစ်အောင်ချောထားပြီးနှစ်ပတ်ခွဲတိတိရက်လုပ်ခဲ့ရသောဟိုတယ်တစ်ခုကိုရောင်းချလိုက်သောမီးအုပ်ဆောင်လေးသည်ပင်သူ့အာရုံထဲမနည်းတိုးဝေဝင်နေရသည်မီးအုပ်ဆောင်ထိတ်ကျိုးကလေးကမိကျိုးဝင့်ရာအပေါက်၏အနားသက်ကလေးသည်နှင်းစီပွင့်တပွင့်လာကြွားလွင့်နေသည်နှင်းစီပန်းတွေကြည့်မရပါဘူးသူတို့ကလူတွေရဲ့စိတ်ကိုညှို့နေကြသလိုပဲသူသည်တောက်လက်ဆစလိတ်ကိုအင်အားသုံးပြီးထိုးချေလိုက်သည်ထို့နောက်ညနေစာအတွက်ဟင်းတစ်မျိုးမျိုးအသစ်အဆန်းသက်ချက်ပြုတ်မည်ဟုတွေးတောပြီးရေခဲသစ်သားကိုဖွင့်လိုက်သည်အနှဲငယ်နေလောင်သောရုံးပရိသီးများမာတင်းအေးဆက်နေသောခရမ်းချင်သည်4-5 လုံးငရုတ်သီးစိမ်းတစ်ထုပ်သူကဖရီဇာကိုထပ်ဖွင့်သည်အထဲမှာဘာတွေရှိနေမှန်းသိအမှတ်မရခြင်းဈေးသွားတော့ကဘာတွေဝယ်ခဲ့ပါလဲဟုမနှဲစဉ်းစားရသည်အမှတ်မရတော့သားငါးထည့်သောဘူးကိုဖွင့်ပြီးပလတ်စတစ်အိတ်နှင့်ခဲထားသောထုပ်များကိုဆွဲထုတ်လိုက်သည်ပဇွန်ခေါင်းအယိုးတစ်ချောင်းသည်သူ့လက်မထဲစိုက်ဝင်သွားသည်သူသည်အသက်ပြင်းပြင်းတစ်ချက်နှစ်ချက်ရှူပြီးအသားဘူးကိုရောဖရီဇာကိုပါပိတ်လိုက်သည်စိတ်ဝင်စားစရာဘာမှမရှိဈေးသွားရမည်ဈေးထဲမှာဟိုတည်တည်ရှောက်ကြည့်ပြီးသူတီထွင်ချက်ပြုတ်လိုသောဟင်းအစမ်းအတွက်စမ်းသင့်ထင်သည့်အရာများကိုဝယ်ရမယ်သူသည်အချိန်ယူပြီးရေချိုးသည်ခြေသေးများကိုကြီးကလော်သည်ခါတိုင်းအဖြစ်တိုက်ချွတ်တတ်သောဒုခောက်ခွေးများကိုခြေဖမိုးများကိုသေချာတိုက်ချွတ်သည်နရွက်နောက်ကိုသေချာဆေးသည်တထောင်စများဒူးကောင်းများကိုပင်အထက်တိုက်ချွတ်နေသည်3 ခေါက်လောက်တကူလုံးကိုသေချာတိုက်ချွတ်ပြီးမှအချိန်တော်ကြာရေပန်းအောက်မှနေလိုက်သည်ရေပန်းကိုအပြင်းဆုံးစူးနေအောင်လှည့်လိုက်သည်ထို့နောက်မျက်နှာကိုဆက်ပြင်းပြင်းဖြစ်အောင်ထိုရေပန်းဖြင့်ပြင်းပြင်းအောက်တက်ထားခံလိုက်သေးသည်တကူလုံးတုပ်ရင်အောင်ခက်ခိုက်အေးလာတော့မှသူရေချိုးခမ်းမှထွက်လာသည်ခါတိုင်းအမှုမဲ့အမှတ်မဲ့ထားခဲ့သောမျက်နှာတုပ်ပေါ်ဝါမှနှင်းစီပွင့်များကိုဆက်ဆုပ်စိတ်ဖြင့်တစ်ခုတ်တရပုတ်တက်လိုက်သေးသည်ထို့နောက်အပြာရောင်ဖြောဖြောတီရှပ်အလက်နှင့်နို့နှစ်ရောင်ဘောင်းဝီတိုကိုဝတ်လိုက်သည်အယောင်နုသောဝတ်စားများသည်စိတ်ကိုလန်းဆန်းစေတယ်လို့သူယူဆတယ်အလုပ်တစ်ခုပြီးဆုံးသွားပြီးနောက်စိတ်လက်ပေါ်ပါဖို့လိုသည်ဟုသူထင်တယ်ဒါမှမဟုတ်အသေးစိတ်သဘာဝရှိသောသူ့အလုပ်ထဲမှာနောက်ထပ်တစ်ဖန်အာရုံဝင်စားနိုင်မည်မဟုတ်လားသူသည်စူပါမားကတ်ထဲမှဝတ်ကောင်းစားလတ်များဝတ်ဆင်ထားသောလူများကိုစိတ်ဝင်စားလိုက်ကြည့်သည်ကောင်မလေးခက်ရွယ်တအုပ်ကသူ့ကိုကြည့်ပြီးတီးတိုးရင်မောသွားသည်ကိုနှစ်လိုစိတ်ဖြစ်မိသည်သူငယ်ရွယ်စဉ်ခါကသူတို့လိုပဲမောင်နှမတငယ်ချင်းများနှင့်ဘာမှမမဲရမဟုတ်ပဲဈေးထဲရှောက်ကြည့်ခဲ့ဘူးတာကိုတတိယလိုက်သေးသည်ချစ်သူရှိလာသောအခါ၌လည်းချစ်သူနှင့်အတူတူနေရပြီးရော
အလုံးမရှိအလုံးမရှာရှောက်လေပတ်ဖက်ဘူးသည်ကိုလည်းအမှတ်ရမိသည်သူ့ချစ်သူသည်ဖြူဖြူနုနုဒိုင်ယနာစပင်နှင့်မိဝင်းမောင်လိုမျက်လုံးများရှိသူဖြစ်သည်အချစ်ဘာညာရေရာမသိပဲချစ်ကြိုက်ကြသည်စိတ်နာစရာဘာညာသိချာမရှိပဲလမ်းခွဲခဲ့ကြသည်ခံစားနာကျင်ရခြင်းအလင်းမရှိပဲနောက်ပိုင်းလဲရေမောမောပြောဆဆိုပင်ရှိသည်သူ့လက်ထပ်ပွဲကိုပင်သွားတက်လိုက်သေးသည်ထိုလက်ထပ်ပွဲမှာသူချစ်ရသူနောက်တစ်ယောက်ကိုထပ်တွေ့ခဲ့သည်နနက်သီးတစ်လုံးကိုဈေးချင်းအောင်နဲ့ကောက်ထည့်လိုက်သည်ကျက်သားနနက်သီးချက်စားရင်ကောင်းမလားလို့တွေးသည်ပြီးတော့သူဟင်းချိုများကိုနှစ်သက်ခြင်းမရှိတာသတိရလိုက်သည်နနက်သီးကိုအချိုပွဲအနေနဲ့စားတာပိုကောင်းမည်ဟုဆုံးဖြတ်လိုက်သည်အချိုပွဲတစ်သည်စသည်တို့ကိုမစားပြစ်တာကြာပြီဖြစ်ကြောင်းလဲသတိရလိုက်သေးသည်ချက်နေမကြသောဟင်းချက်ဖို့တခုခုတော့ဝယ်ဖြစ်အောင်ဝယ်ရမည်ခါတိုင်းစားနေမကြသောငါဟင်းကိုဝယ်ဖို့ဆုံးဖြတ်လိုက်သည်ငါစားငံသည်ချက်ရမည်သူတခါမှမစားငါစားငံသည်မချက်စားဘူးသို့တော့စားဘူးနေကြမို့ဘာတွေထည့်ရမည်ကိုခန့်မှန်းဝယ်ရပေမည်ငါအနှစ်တော်2ကောင်ကိုရွေးလိုက်သည်ထို့နောက်စားငံသည်ချင်းကြက်သွန်ဖြူကြက်သွန်မိတ်တွဲဖက်စားဖို့အရွက်စသည်တို့ကိုတမယ်ချင်းလိုက်လံရှာယူသည်သူသည်ဈေးဝယ်ခြင်းကိုစိတ်ဝင်တစားပြုလုပ်နေသည်အိမ်ပြန်ရောက်တော့ငါးကိုစေးကြောခြင်းအကြေးကုန်ခွာခြင်းဗဟက်ထုတ်ခြင်းဗိုက်ဖောက်ခြင်းတို့ကိုစိတ်ရှည်လက်ရှည်ပြုလုပ်ပြီးငါးစားငံသည်ကိုစိတ်ပြေနှပြေချက်နေသည်အရွက်ကိုကြကြနနစေးကြောပြီးစနစ်တကျကြော်သည်ထို့နောက်သူသုံးခဲလာသောပကံခွက်ရောက်တို့တွင်လှလှပပခုခတ်ပြီးဟင်းမကြက်တစ်ချက်ကလေးခင်ကမှစပွဲကင်းခင်းလိုက်သောထမင်းစပွဲမှာအစီအစဉ်တကျနေရာချသည်ဟင်းခုခတ်တဲ့နေရာမှာကျွမ်းကျင်ခြင်းကလည်းအစာအသောက်ကိုခုံခုံမင်မင်သူသည်ခူးခတ်ထားသောဟင်းတို့ကိုထမင်းပကံနဲ့အကုန်ထက်နေဖက်ပြီးဝရဏမှာသွားထိုင်စားလိုက်သည်ငါယုံကိုပကံနှုတ်ခမ်းမှာပင်တင်ထားသည်ထမင်းတစ်ပကံကုန်သွားသည်ထက်နေဖက်ပြီးဝရဏမှာထက်စားပြန်သည်သူ့မျက်လုံးမှမျက်ရည်များယိုစီးကြလာသည်သူသည်မျက်ရည်များကိုလက်မောင်းစိုးနှင့်တုပ်ပြီးထမင်းဆက်စားသည်စားလို့ကောင်းတယ်မိန်လိုက်တာဟုသူ့ဘာသာသူရေရွတ်လိုက်သည်ထို့နောက်ပကံစင်းနေစဉ်မှာပင်ပြုတ်အံခြင်းလိုဖြစ်လာပြီးထမင်းပကံတစ်ခုတည်းကိုသာမြန်သွက်ဆေးကာရေတစ်ခွက်တောက်ချလိုက်ရသည်လက်တော့အပြီးဝရဏမှာဆက်လက်ထိုင်တော့ရင်ညင်ရည်များထက်ကြလာပြန်သည်သူသည်ခြေထောက်တို့ကိုဝရဏတန်ချောင်းပေါက်ထဲသို့ထိုးထည့်ပြီးတွဲလောင်းချလိုက်သည်ငငယ်ကဆိုလျင်ထိုသို့ထိုင်တိုင်းအဖွားဖြစ်သူကခြေထောက်ကိုညင်းတဲ့တကောင်အောက်သို့တွဲချမထိုင်ရဘူးမကောင်းဆိုးဝါးတွေဆွဲတက်သည်ဟုချင်းချောက်ကခြေထောက်ပြန်တင်ခိုင်းတတ်သည်သူသည်အဖွားကိုသတိရစိတ်ဖြင့်ကြယ်များကိုသေချာကြည့်နေသည်အဖွားမကြပြတတ်သောညဦးကျယ်ကတခြားကျယ်တွေကြားမှပြောင်းနေသည်ညဦးကျယ်ကိုတခြားကျယ်တွေမထွက်ခင်မှသာရှင်းရှင်းလင်းလင်းမှတ်မိရသည်မဟုတ်လားသူ့အဖွားသည်ပြောပြတတ်သောတခြားပုံမြင်များအကြောင်းအရာများကိုသတိတရပုံဖော်နေမိသည်ကနန်းတွေဟာဒီတို့ဆုပ်လို့တည်တတ်တဲ့အကြောင်းခြင်ကရင်လည်းတည်တတ်တဲ့အကြောင်းဂျပန်ခေတ်မှာအဖိုးဝမ်းလျှောပြီးဆုံးသွားတဲ့အကြောင်းအဖွားရဲ့အမေကငငယ်ကလေးကဆုံးသွားလို့အဖွားကသူ့အဖွားနဲ့ဆင်းရဲနှမ်းပါးစွာတူတူနေခဲ့ရကြောင်းထိုအဖွားကမြစ်ဖြစ်သူသူ့အမေစားဖို့မကြီးစေးလှော်များကိုသွားမရှိသောပါဇက်ထဲငုံထားပစ်တဲ့အကြောင်းအဖွားငငယ်ကရက်ကန်းရက်တိအကြောင်းသူသည်အနှဲငယ်စိတ်ပျော်လာသလိုဖြစ်လာလေသည်သူသည်ပထမနှစ်ကျောင်းပိတ်ထားတော့မှအဖွားဆုံးသည်မဲ့အကြွေကြွေတာပဲဟုတွေးပြီးဘာမှထူးဝမ်းနေခြင်းမဖြစ်သို့ဒီမဟုတ်ထုံကျင်သွားသည်လည်းဖြစ်နိုင်သည်ကျောင်းပိတ်ရက်တိုင်းအိမ်ပြန်ရင်တော့အဖွားကိုသတိရတတ်သည်သို့တော်လည်းခဏမျှသာဖြစ်သည်အနာမှမရှိသောလူတစ်ယောက်ကိုကြာရှည်လန်းဆင်းနေဖို့ဆိုတာမဖြစ်နိုင်ဟုသူယုံကြည်သည်စလိတ်တလိတ်ကိုမိညှိပြီးအဖွားရုပ်ပုံကိုအတင်းပြန်စဉ်းစားသည်လူတစ်ယောက်ကိုကြာရှည်စိတ်နာဖို့ရောဖြစ်နိုင်သလားလို့သူ့ကိုယ်သူမေးမိတယ်အဆက်အဆံမလုပ်ဘဲနေရင်တော့စိတ်မနာတော့ဘူးဆိုရင်တော့
ကင်းပြတ်သွားတာပဲလို့သူ့ဘာသာသူပြန်ဖြေတယ်။တခုခုနာကျင်စရာခါတက်စရာမနစ်မြို့စရာရှိရင်တော့ကင်းပြတ်နိုင်ပါပြီတဲ့။သူ့မိသားစုကိုကင်းပြတ်နိုင်တယ်လို့မျိုးပေါ့။ဘာမှပြဿနာတစ်စုံတစ်ရာမရှိပဲကိုယ့်ဘက်ကအဆင်ပြေမှုဘာမှမရှိပဲသူ့ဘက်ကအဆင်မပြေမှုတစ်ခုခုရှိသလားဆိုတာပဲဟောင်းတေချာမသိပဲကြောခိုင်းသွားသူကိုဆိုရင်ရောသူသည်နာကျင်လွန်းစွာငိုကြွေးမိသည်ကျယ်တို့သည်၎င်းသူ့အခန်းထဲမှသူ့မျက်နှိုးလုံးသောပစ္စည်းများသည်၎င်းသူ့ကိုမနှစ်သိမ့်နိုင်ကြသူသည်တယောက်တည်းအတန်ကုန်ဟစ်ပြီးငိုသည်ငိုနေရင်စိုးနစ်လာသည်စိုးနေရင်မှတဖန်ထပ်ပြီးလိုက်တက်လာကထပ်ငိုပြန်သည်ထို့သောအထက်ဖြစ်ပြီးနောက်သူမောလာသည်စိတ်တို့လည်းအတန်ငယ်တည်ငြိမ်မှုရလာသည်ဟုထင်ရသည်သူသည်မျက်ရည်များကိုတုပ်လိုက်ပြီးမဖွင့်ဖြစ်တာကြာပြီဖြစ်တဲ့အဝိဘီတို့တစ်ဖက်ချမ်းကိုတော့ဖွင့်လိုက်သည်သူ့မိမယူမသွားသောအဝတ်စားတချို့သည်ဗီဒီယိုထဲမှာပုံစံမပြတ်သူမရှိစဉ်ကလိုပင်စီစဉ်တကျတရရက်ရှိနေတယ်သူနှင့်သူမသည်သူ့ရီစားဟောင်း၏မင်္ဂလာပွဲမှာတွေ့ပြီးချစ်ကြိုက်ခဲ့ကြသည်တဦးနှင့်တဦးစိတ်တူကိုယ်တူဟုယူဆကျေနပ်ခဲ့ကြသည်တဦးနှင့်တဦးအကြိုက်မကြိုက်ထပ်တူကြသည်တဦးကဝါသနာကိုတဦးကမြေတောင်မြောက်ပေးတတ်ကြသည်သူသဘောကျသောပပူးထုခြင်း9ရက်ချင်းတို့အတွက်သူမိမကိုယ်တိုင်အင်တာနက်မှာဒီဇိုင်းဆန်းရှာပေးခြင်းသူ့အချိန်နဲ့ငွေကိုသူ့မိမအတွက်သိမ့်မပေးနိုင်သည့်တိုင်သူမဘက်ကနားလည်ပေးခြင်းသူ့ဝါသနာပါရာအလုပ်ကိုစိတ်ဝင်စားလုပ်နေလေရဲ့ထမင်းဟင်းဖော်ဖော်ရရချက်ပြုတ်စီမံပေးခြင်းသူ့ပြပညီကိုမောင်နှမတို့လိုအပ်လို့ပူစာတိုင်းမတွမတူပေးကန့်တက်ခြင်းတို့ကြောင့်သူသည်သူ့မိမကိုပိုတိုးကချစ်မြတ်နိုးရသည်သူ့မိမဟာတနေ့နေ့တစ်ချိန်ချိန်မှာသူ့ကိုထားပြီးအကြောင်းပြချက်တစ်စုံတရာမပေးဘဲထွက်ခွာသွားမယ်လို့သူတွေးပေမတွေးကူးခဲ့ပါသူသည်ရုတ်တရက်မျက်နှာပြတ်သွားသည်တစုံတစ်ခုကိုတေချာနားလည်လိုက်သည်ဟုသူ့ဘာသာသူသိလိုက်သည်ထို့နောက်သူ့ဘာသာသူစိတ်ကျဉ်နှံ့သွားသည်လွတ်လပ်ပေါ့ပါသွားသည်ညီသည့်အရာကိုမှသူရှောင်နေဖို့မလိုတော့ဘူးဟုသူ့ဘာသာသူပြောသည်သူ့မိမထွက်သွားပြီးကတည်းကသူ့ဘဝမှာသူ့မိမမရှိခဲ့ဘူးသလိုပဲသူ့ဘာသာလိန်ညာနေခဲ့တာမျိုးကိုရပ်လိုက်လို့ရပြီဟုသူ့ဘာသာသူတွေးကပြုံးပင်ပြုံးလာလေသည်ဆိုးဝါးလုံးတဲ့ဖြစ်ပျက်တွေဟာတကယ်တမ်းထိတ်တိုက်ရင်ဆိုင်လိုက်ရတော့လဲထင်သားသလောက်မဆိုးဝါးတော့ပါဘူးဟုသူ့ကိုယ်သူတွေးလိုက်လေသည်သူသည်မသိမ်းဆဲပဲထားခဲ့သောထမင်းစပွဲကိုတေချာသိမ်းသည်လှပသောဟင်းပကံများကိုစီကြောနေရင်နောက်နေ့အလုပ်မနာတော့ဖို့ဆုံးဖြတ်လိုက်သည်သူ့အလွန်နှစ်သက်သောနှင်းစီပန်းပုံဝါးဝင်းတစ်ခုရက်လုပ်ဖို့ကောင်းပြီဆိုသောဝါးများသွားဝယ်ရမည်ဟုစိတ်ကူးနေလေတော့သည်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တာယာတဲ့နေ့လေးဖြစ်ပါစေရှင်